ဝေပေးသုံးဆွဲသူများအားလုံးမင်္ဂလာပါကျွန်တော်တို့ပတ်ဝန်းကျင်မှာနေ့စဉ်ငွေကြေးလိမ်လည်မှုခံရတယ်ဆိုတဲ့သတင်းတွေအမြဲလိုကြားသိနေရပါတယ်ဒါကြောင့်မလိုလားအပ်တဲ့ငွေကြေးဆုံးရှုံးမှုတွေမဖြစ်ရအောင်တတိထားစရာအချက်ကလေးတွေကိုကျွန်တော်ဒီကနေပြောပြပေးသွားပါမယ်အွန်လိုင်းကနေချင်းငွေအကြောင်းပြပြီးလိမ်လည်တာတွေကြုံဘူးလားအွန်လိုင်းမှာချင်းငွေဝန်ဆောင်မှုတွေရယူနိုင်တယ်ဆိုပြီး Facebook page အတုတွေနဲ့လိမ်လည်မှုတွေပြုလုပ်နေပါတယ်။မတမာသူတွေက page အတုတွေအပြင်ဖုန်း SMS application link တွေကနေသစင်လဲချင်းငွေရယူနိုင်ဖို့ငွေကြိုလွှဲခိုင်းတာတွေအချက်လက်တောင်းခံတာမျိုးတွေလုပ်တတ်ကြပါတယ်။ဒီတော့ကို့အနေနဲ့အယုံလွယ်ပြီးမျှဝေလိုက်မိတာနဲ့မလိုလားအပ်တဲ့ငွေကြေးဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်။ကျွန်တော်ပြောပြပေးသွားတဲ့အချက်လက်လေးတွေကိုသတိထားလိုက်ရင်တော့ငွေကြေးနဲ့ပတ်သက်တဲ့လိမ်လည်ခံမှုတွေရှောင်ရှားနိုင်မှာပါ။